account ဖွင့်ခြင်းကိုငွေထုတ်လို့ရတဲ့ application ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော် channel လေးရတယ်ပြန်လဲကြိုးဆိုပါတယ်ကဲကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပြီးတော့ application ကတော့ကျွန်တော် account ဖွင့်ခြင်းကိုငွေထုတ်လို့ရတဲ့ application ပဲဖြစ်ပါတယ်ဒီ application ကိုကျွန်တော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဂုဏ်စင်းလို့ရတဲ့ application လို့ပြောရင်လည်းမမှားဘူးเนาะဆိုတော့ဒီလိုမျိုး application ကတော့ online ငွေရှာ application တွေထဲမှာတော်တော်လေးကိုရှားတဲ့ application တွေလို့ကျွန်တော်ပြောလို့ရမယ်ဆိုတော့အဲ့ဒီ application နာမည်ကဘာလဲအဲ့ဒီ application ကိုကျွန်တော်ဘယ်လိုမျိုး download ဆွဲရမလဲငွေရအောင်ဘာတွေနဲ့ထုတ်လို့ရလဲဘယ်လိုမျိုးထုတ်ရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးတော့မှာပါကဲဒါဆိုရင်ကျွန်တော်ထုံးစံတိုင်းပဲ let's go okay ဒါဆိုရင်ကျွန်တော်ထိတ်ဆုံးအနေနဲ့ကျွန်တော် application down မယ်ပေါ့နော်ဆိုတော့ application ရဲ့ link ကိုတော့ကျွန်တော်ဒီ video ရဲ့ comment box မှာကျွန်တော်ပေးထားပါမယ် app link ဆိုပြီးတော့ကျွန်တော်ပေးထားမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ app ထဲကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တစ်ချက်နှိပ်တဲ့အချိန်မှာဒီမှာ browser ယူခဲ့နေမယ်ဆိုရင်ကျွန်တော် Chrome ကိုနှစ်ချက်ခောက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီလိုမျိုးပေါ်လာမယ်ဆိုရင်တော့ Play Store ကိုနှစ်ချက်ခောက်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးဆိုရင်တော့ browser တို့ဘာမှ VPN ခံစရာမလိုဘဲနဲ့တခါတည်းကျွန်တော် Play Store တက်ရောက်ပြီဆိုရင်တော့ browser application ကို install တင်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော် application လည်း down ပြီးပြီဆိုရင်တော့ဒီ application ထဲမှာကျွန်တော်တစ်ချက်ဝင်မယ်ပေါ့နော်ဝင်ပြီးတော့ကျွန်တော်ဒီ application ထဲမှာ browser VPN ခံထားရဆိုတော့ VPN လေးကိုဖြုတ်ထားလိုက်ပါ okay ဒီပြီးရင်ကျွန်တော်ဒီအများပုံစံလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် agree ကိုကျွန်တော်ထပ်နှိပ်မယ်ပေါ့နော်အဲ့လိုမျိုးနှိပ်ပြီးဆိုရင်ကျွန်တော် loading လေးနည်းနည်းသွားမယ်ပြီးရင်ဒီမှာ account ဝင်ခိုင်းမယ်ပေါ့နော် browser မှာရှိတဲ့ Gmail account တစ်ကောင်ကောင်နဲ့ကျွန်တော်ဝင်လိုက်မယ် okay ဒါဆိုရင်အဲ့လိုမျိုးကျွန်တော်ဝင်ပြီးပြီဆိုရင်တော့ကျွန်တော်account လေးရသွားပြီပေါ့နော် okay ကျွန်တော်ဒီနေ့မှာပြောစရာရှိတာဘာလဲဆိုတော့မြန်မာနိုင်ငံနဲ့ဒီ application ကိုဝင်နေမယ်ဆိုရင်တော့ wifi နဲ့မရဘူးဆိုရင်တော့ internet နဲ့ဝင်ပေးပါ okay ဒါဆိုရင်ကျွန်တော်ဂုံးချင်းမယ်ပေါ့နော်ဂုံးမစင်းခင်မှာရုံစုံနေနဲ့ဒီမှာအနီအောင်လေးပေါ်နေတယ် account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီကောင်လေးကိုခဲချစ်လိုက်မယ်ပေါ့နော်ဒီကောင်ကိုခဲချစ်ပြီဆိုရင်တော့ coin 100လေးရလာပြီဒီ coin 100နဲ့ပဲကျွန်တော်တို့ကဂုံးစင်းရမှာပေါ့နော်ဆိုတော့ကျွန်တော် account ဝင်ချင်းကိုဂုံးစင်းလို့ရတယ်ဆိုတော့တော်တော်လေးကိုမိုက်တယ်ဆိုတော့ကျွန်တော်ဂုံးစင်းဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ရုံစုံနေနဲ့ဘာလို့ရမလဲဆိုတော့ redeem ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော် redeem ကိုလည်းကျွန်တော်တစ်ချက်နှိပ်ပြီးဆိုရင်တော့ကျွန်တော်ဂုံးစစ်ဖို့အတွက်ဆိုရင်တော့အရင်ဦးဆုံးနေတာ brother မြင်တာ payback ဆိုတာလေးမြင်လိုက်ပေါ့နော် payback ကိုမြင်နေဆိုရင်တော့ကျွန်တော် payback ကိုကျွန်တော်တစ်ချက်နှိပ်တဲ့အချိန်မှာတော့ payback ရနဲ့ဂုံးစစ်လို့တော့မရသေးဘူးဘာလို့လဲဆိုတော့ဒီကောင်ကတော့ 6800 coin ရှိမှပဲ$5စပြီးတော့ပေးထုတ်တယ်ဆိုတော့ကျွန်တော်တို့မှာရှိတာ coin 100ပဲရှိတဲ့အတွက်ကြောင့်ဒီကောင်ကိုဂုံးစစ်လို့တစ်ခါလည်းမရသေးဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဂုံးစစ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့ငွေထုတ်ရရဆိုတော့ဘယ်ကောင်နဲ့ထုတ်လို့ရလဲဆိုတော့ဒီမှာ Binance ဆိုတဲ့ကောင်လေးရှိရပါတော့ဆိုတော့ Binance account ရှိမှပဲရမယ်ဆိုတော့ကျွန်တော်တို့ Binance ဆိုတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးနှိပ်ပြီးဆိုရင် brother ဒီမှာမြင်တဲ့အတိုင်းပဲကို့မှာ coin ရ100 free လဲရထားတယ်ဒီကောင်လေးကိုကျွန်တော်တို့ဒီမှာတခါတည်းငွေထုတ်လို့ရတယ်ဗောနော်ဘေးမှာဆိုရင်လည်း brother တို့ဒီမှာအစင်ရောက်လည်းအပြည့်နေပြီဒါဆိုရင်တော့ကျွန်တော်တခါတည်းထုတ်လို့ရတယ်ဗောနော်နောက်တစ်ခုကကျတော့ $0.1 ကို1000 coin ရှိမှပဲပေးထုတ်တာဆိုတော့ဒီကောင်လေးကတော့အစင်မပြေသေးဘူးဒီကောင်ပြည့်ဖို့အတွက်ဆိုရင်တော့ coin ရှာရအောင်မယ်ဗောနော်ဆိုတော့ကျွန်တော်တို့ကအဲ့လိုလုံးမှာမဟုတ်ဘူးတခါတည်းဂုံးစင်းမှာအကောင့်ဝင်ချင်းကိုတခါတည်းငွေထုတ်မှဖြစ်တဲ့အတွက်အကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အဲ့လိုမျိုးနှိပ်ပြီးဆိုရင် brother တို့ဒီမှာ Binance account ကိုဖွင့်ထားခဲ့တဲ့ Gmail ထည့်ပေးရမယ်ဗောနော်ဆိုတော့ Binance account ရှိမှပဲရမယ်ဆိုတော့ Binance account ကိုဖွင့်ထားခဲ့တဲ့ Gmail ကိုဒီမှာထည့်ပေးလိုက်မယ် okay အဲ့လိုမျိုးထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ next ဆိုတဲ့ကောင်လေးကိုဗောနော်ကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay next ဆိုတဲ့ကောင်လေးနှိပ်ပြီးဆိုရင်တော့သူကဒီမှာပြန်စစ်စစ်ခိုင်းတယ်ဗောနော်ကိုထည့်ထားတဲ့ Gmail ကမှန်လားမမှန်လားပြန်စစ်စစ်ခိုင်းတယ်အဲ့မှန်တယ်ဆိုရင်တော့ကျွန်တော်တို့အောက်ကကျွန်တော် confirm ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဒီမှာရသွားပြီဗောနော်သူက48နာရီအတွင်းမှာကျွန်တော်2ရက်အတွင်းမှာသူကထည့်ပေးမယ်လို့ပြောထားတယ်ဆိုတော့ဒီအောက်က close လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာ brother မြင်တဲ့အတိုင်းပဲဒီမှာပြောထားတာတော့တစ်ခါတည်း pipe ဖြစ်ပြီလို့ပြောထားတယ်ဒါဆိုရင်တော့သူကတစ်ခါတည်းငွေလွှဲပြီးပြီလို့သူကပြောထားဗောနော်ဒါကိုရောက်တော့မရောက်လားဆိုတော့ Binance account ဖွင့်ထားခဲ့တဲ့ Gmail မှာကျွန်တော်တစ်ချက်တွားကြည့်ကြည့်မယ် okay brother ဒီမှာမြင်တဲ့အတိုင်းပဲဗောနော်ကျွန်တော်တို့ Goshi ကုမ္ပဏီကနေဒီမှာတကယ်ကိုထည့်ပေးလာတယ်လုံးဝအမှန်ကန်ငွေတကယ်ရောက်လာတာဗောနော်ဒီမှာ brother မြင်တဲ့အတိုင်း Binance ထဲမှာကျွန်တော်တစ်ချက်ဝင်ကြည့်မယ်ဆိုရင်လည်းဒီမှာကျွန်တော် notification ကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ် transaction ဒီမှာကျွန်တော်တို့ပြထားဗောနော်ဒီမှာ brother မြင်တဲ့အတိုင်းပဲဒီမှာ oh my god တကယ်အမှန်ကန်ရောက်လာတာပါကြည့်လို့ရဗောနော်လုံးဝ fake မဟုတ်ပါဘူးဂျင်းလည်းလုံးဝမဟုတ်ပါဘူးဗောနော် account ဝင်ချင်းကိုကျွန်တော်ငွေထုတ်ထားတာတကယ်အမှန်ကန်ရောက်လာတာဗောနော်ဒီ application ကိုတော့ကျွန်တော် application down နေ account ဝင်နေရအစားကျွန်တော်ပြောပြပေးပြီဗောနော်ဒီလောက်ပြောပြီးဆိုတော့အားလုံးလည်းနားလဲလောက်မယ်လို့ကျွန်တော်ထင်တယ်အကယ်၍ဒါ brother တို့တွေက payback account ဖွင့်ပြီးတီးချင်တယ်ဆိုရင်တော့ကျွန်တော်အခုပြထားရေးဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ပါကျွန်တော်တို့အမှပြန်ဆိုကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကို thanks for watching